လူတယောက်ကိုအယိုးဆွဲတဲ့အထိချစ်ခဲ့ဘူးလေဆိုလို့ရှိရင်ဘရာဒါတို့ဒီတခြင်းကိုနားထောင်ဘူးလောက်မှာပါပေါမကတ်ရဲ့ဒုတပုံဒုတပုံတခြင်းကိုနှကြက်လေးတက်မျက်စိလေးမှိတ်ပြီးတော့နားထောင်လိုက်ပြီးဆိုတာနဲ့ကျွန်တော်တို့နှလုံးသားထဲကနေရိုးတွင်းချင်စီအထိချစ်ခဲ့ဘူးတဲ့ချစ်သူရဲ့မျက်နှာလေးကိုအရင်ဆုံးပြင်းပြမိလောက်မှာပါအင်ဒိုနီးရှားဆိုတော့ပါမော်ကတ်ရဲ့ဒီတူးတဲ့ပုံတစ်ချင်းကအခုမှထွက်တာတော့မဟုတ်ပါဘူးလွန်ခဲ့တဲ့2019ခုနှစ်လောက်တည်းကထွက်တာဖြစ်ပြီးတော့ဒီတချင်းစထွက်တဲ့ချိန်မှာတိတ်ပြီးတော့အောင်မြင်မှုမရခဲ့ပေမဲ့ပို့ပြီးတော့ထူးဆန်းတာကဒီတချင်းထွက်ပြီးနောက်2နှစ်အကြာဒီ TikTok နဲ့ Social Media Platform တွေကတစဉ်နားထောင်မိသူလူငယ်တိုင်းရဲ့ရင်ထဲကခံစားချက်တွေနဲ့တစ်ထပ်တည်းကျသွားခဲ့ပြီးတော့ပို့ပြီးတော့ viral ဖြစ်သွားတယ်လို့ပဲဆိုရမှာပါဒီတချင်းထဲမှာပါတဲ့ T-shirt လုံးနဲ့စာသားကတော့လူတယောက်ကို falling in love ဖြစ်ပြီးတော့အရန်ချစ်မိသွားတဲ့လူတယောက်အတွက်ခိုးလုံရအိမ်ဆိုတာအုတ်တွေတဲတွေနဲ့စောက်ထားတဲ့အိမ်မဟုတ်ခဲ့ပါဘူးကိုအရန်ချစ်ရတဲ့သူရဲ့ရင်ဝင်တစ်စုံကသာနှွေးထွေးမှုတွေလုံခြုံမှုတွေအပေးနိုင်ဆုံးတတ်တာခုနာစီဟာအိမ်လှလာလေးတစ်လုံးဖြစ်နေတတ်တယ်ဆိုတာကိုဒီချင်းထဲမှာပါမော်ကတ်ကတီကျူဖော်ပြထားတာပဲဖြစ်ပါတယ်ဒီတခြင်းကအင်ဒိုနီးရှားနိုင်ငံရဲ့ Spotify မှာဆိုလို့ရှိရင်နံပါတ်1နေရာကိုရက်တက်ပတ်ပေါင်းများစွာချိန်နိုင်ခဲ့တာဖြစ်ပြီးတော့အင်ဒိုနီးရှားဂီတာသမိုင်းမှာလည်းစံချိန်အများဆုံးတင်ထားနိုင်ခဲ့တဲ့တခြင်းတစ်ပုဒ်ဖြစ်ခဲ့ပါတယ်ဒီတခြင်းကဘာလို့အဲ့လောက်ထိကောင်းနေရတာလဲဆိုလို့ရှိရင်တော့ပါမော်ကတ်ကိုယ်တိုင်ရေးကိုယ်တိုင်ဆိုပြီးတော့သူကိုယ်တိုင် music produce လုပ်ခဲ့တာကြောင့်လို့ပဲပြောရမှာပါဒီတဲ့ပုံတခြင်းကိုနားထောင်လိုက်ပြီဆိုတာနဲ့အစာပိုင်းမှာပီယာနိုတန်ခက်အေးလေးနဲ့အတူမျိုးပါသွားရကနေတချင်းခေါ်တဲ့ဘန်ရောက်တဲ့အချိန်မှာတော့ရင်းထဲကခန်းစားချက်တွေနဲ့အတူပေါက်ကွဲထွက်လာတဲ့ပါမော်ကတ်ရဲ့တခုခုကိုတောင်းတပြီးတော့လွမ်းဆွနေတဲ့အတန်ကြောင့်နားထောင်မီလူတိုင်းရဲ့ရင်းထဲကိုလွှမ်းမိုးနိုင်ခဲ့တဲ့ဆိုတာကိုတော့ဒီချင်းကိုနားထောင်ကြည့်တဲ့အခါကျွန်တော်ထပ်တူခန်းစားရမှာပဲဖြစ်ပါတယ်ချစ်ချင်းဖြစ်တာဆိုတာတခါတလေကြာရင်ကြည်နူးပြီးတော့ပျော်ရွှင်စရာကောင်းတယ်လို့တခါတလေကြာရင်လေနှလုံးသားတစ်ခုလုံးကွဲချင်မတက်နာကျင်ခံစားရတာမျိုးဖြစ်သွားတတ်ပါတယ်ဘလို့ကြောင့်ဘာကြောင့်ပဲဖြစ်ဖြစ်ကျွန်တော်တို့ဟာလူတစ်ယောက်ကိုအဆုံးစွန်ထိချစ်မိသွားပြီဆိုရင်တော့အဲ့ဒီချစ်ကနာကျင်ရသည်ဖြစ်စီပြောရသည်ဖြစ်စီဦးနှောက်နဲ့နှလုံးသားရှင်လာခဲ့ရင်တော့နှလုံးသားကအတောင်းတဆုံးသူကိုသာအနိုင်ပေးရွေးချယ်လိုက်တဲ့အခါမှာတော့ရိုးရင်းချင်စီတီအောင်ချစ်မိသွားတော့တာပါပဲဆိုတော့တူးတဲ့ပုံတစ်ချင်းကိုနားထောင်လိုက်တိုင်းမှာသတိရမိပြီးတော့အရင်ဆုံးပြင်းမြင်မိတဲ့သူကဘယ်သူဖြစ်မလဲကိုယ့်ရဲ့ဘဝမှာရောဒီအယိုးဆွဲတဲ့အထိချစ်ခဲ့မှုတဲ့သူကိုမပြောပြပြလိုက်တဲ့စကားလုံးတွေရှိတယ်ဆိုလို့ရှိရင်လည်းကွန်မန့်မှာစဉ်းစားမခံပဲရေးခဲ့ပြီးလို့ရပါတယ်ကျွန်တော်တို့ပြေးပါကျွန်တော်ရဲ့ channel လေးကိုလည်း like and follow နဲ့တူဘေးကခေါင်းလောင်းလေးတီးပြီးတော့ subscribe လုပ်ခဲ့ပေးကြဖို့တောင်းဆိုချင်ပါတယ်နောက်ထပ်ဗီဒီယိုတွေမှာပြန်တွေ့ကြပါမယ် bye